ရှိုးစွာမြန်မာစစ်စစ်မှပြန်လည်ပါဝင်ခွင့်ပေးတဲ့ဖျားကိုကျေးဇူးတင်တယ်အားလုံးမတ်ထားပြီးတော့ရင်လည်းရမ်းခုန်တယ်အားလုံးမတ်ထားပြီးတော့ပြီးသားလူတွေကိုတစ်ချက်လောက်ဖျားကိုချင်းမဖို့အစင်သင်ဖြစ်ပြီလားဆိုပြီးမှအားလုံးတို့စစ်ကြရအောင်အစင်သင်ဖြစ်ပြီလားဖျားကိုချင်းမဖို့အစင်သင်ဖြစ်ပြီလားအာမင်ဒီနေ့အပြင်ကျွန်တော်တို့အချင်းတွေမျိုးမျိုးနဲ့ကြုံတွေ့နေရတာဖြစ်တယ်ဒါပေမဲ့ချင်းမကိုကိုယ်ချင်းတဲမှာကျွန်တော်တို့အချင်းတွေမသိနိုင်တဲ့ချင်းတွေအားလုံးဖျားအကောင့်ထုတ်ပြင်ဆင်ပေးမှာဖြစ်တယ်အားရပါရနဲ့သူဖျားကိုချင်းမကြရအောင်အာမင်ဖ
亲们们。亲爱的你要吧，你落下今夜将松呀，你今夜亲爱来记起，你来到破地啦，说上面来上面，天气最热。亲爱来记起，你来到破地啦，双手背来上面，天气最热，那路那内起码黑美力量，战斗吧，你呀都也好，听到爸爸，你呀都也常见，松林大。简单大手，乱说说，唱着嘛，你呀都也好，听到爸妈，你呀都也常见，手领着，不单大手，乱说说，人马走，张大手。乱说说，唱着吧，你呀多也好，听到爸爸，你呀多也好，接受领导，不必地来称赞他说，乱说说，唱着吧，你呀多也好，听到爸爸，你呀多也好，接受领导，不必地来称赞他说，乱说说。
Atanja so ni ale, dikiya nyamau jobe. Oh Yesu,
Another
ကိုအားကိုနေအောင်လေကျွန်တော်ရဲ့တောင်းလျှောက်တာနာမြောက်ကငါနေလို့ရှာကိုဖွင့်ပြပေးလေအရာရာပြည့်စုံတဲ့ချုံမြဲမောက်တော်တဲ့ကျွန်တော်တွေ့ကိုယ်တော်ဒီသိရှိနေအနာတော်တဲ့စင်သိရှိနေတာဘယ်ရကိုအားကိုနေအောင်လေကျွန်တော်ရဲ့တောင်းလျှောက်တာနာမြောက်ကတနေ့တော့ရှာတွေကိုဖွင့်ပြပေးလေအရာရာပြည့်စုံတဲ့ချုံမြဲမောက်တော်တဲ့ကျွန်တော်တွေ့ကိုယ်တော်ဒီသိရှိနေအနာတော်တဲ့စင်သိရှိနေတာဘယ်ရကိုအားကိုနေအောင်လေကျွန်တော်ရဲ့တောင်းလျှောက်တာနာမြောက်ကတနေ့တော့ရှာတွေကိုဖွင့်ပြပေးလေအရာရာပြည့်စုံတဲ့ထုံးခဲပေါက်တော်တဲ့ကျွန်တော်တွေ့ကိုယ်တော်ဒီသိရှိနေအနာတော်ရဲ့စင်သိရှိနေတာဘယ်ရကိုအားကိုနေအောင်လေကျွန်တော်ရဲ့တောင်းလျှောက်တာနာမြောက်ကတနေ့တော့ရှာတွေကိုဖွင့်ပြပေးလေအရာရာပြည့်စုံတဲ့ထုံးခဲပေါက်တော်တဲ့မှာ Hallelujah ရာရာပြည့်စုံတဲ့ထုံးခဲပေါက်တော်တဲ့မှာ Amen Hallelujah Oh Yeshua ကျွန်တော်ရဲ့တောင်းလျှောက်တာမြဲနာထောင်နေတော်သူ Hallelujah ကျွန်တော်တို့ရဲ့တောင်းလျှောက်တာကိုအမြဲတမ်းနားထောင်နေတော့ယေရှုကကျွန်တော်တို့ကျေးဇူးတင်ပါကြောင်းကိုတော့ပြင်ဆင်ပြီးတော့နေ့တိုင်းအတွက်ကိုတော့ကိုကျေးဇူးတင်တယ်အာမင်ဒီနေ့ဝပြုတ်ကိုပဲအစီအစဉ်မှာကိုတော့သားသမီးတို့နဲ့အတူပါရှိတော်မူသောကြောင့်ကိုတော့ကိုကျေးဇူးတင်တယ်အာမင်အရောက်စီတိုင်းကိုတူထိတော်မူသောကြောင့်လည်းကိုတော့ကိုကျေးဇူးတင်တယ်အာမင်ဒီနေ့ဒီနေရာမှာကိုရောမျက်မှောက်တော်ကိုသားသမီးရောက်စီတိုင်းခံစားခွင့်ပေးသောကြောင့်ကိုရောကိုကျေးဇူးတင်တယ်အာမင်တခြင်းအဖြစ်တော်၎င်းဝိညာဉ်တော်သူထိခြင်းအဖြစ်တော်၎င်းအရောက်စီတိုင်းကိုဝိညာဉ်တော်စကားပြောတော်မူသောကြောင့်ကိုရောကိုကျေးဇူးတင်တယ်အာမင်ကျန်ရှိနေသေးသောအချိန်နာရဲ့တည်တည်တုံ၌လဲကိုရောတူပါရှိတော်မူမည်ဖြစ်၍စက္ကဆုတောင်းအနန္တခါမှာသခင်ယေရှုနာမကိုမြည်ပြုလက်သားသမီးတို့ဆုတောင်းစက္ကနံပါတ်ဖာပြသခင်အာမင် Shalom 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 ခွန်အားရပါသလားကောင်းချီးခံစားရပါသလားမခံစားရဘူးလားဘယ်လိုလဲကောင်းချီးခံစားရလားကောင်းချီးခံစားရတယ်ဆိုရင်ကောင်းချီးခံစားရပါတယ်လို့သုံးခါကျွန်တော်တို့အားရပါရနဲ့ထိုဘုရားရှင်ကောင်းမြတ်တဲ့အကြောင်းကိုကျွန်တော်တို့ကြွေးကြော်ရအောင်အာမင်ကဲဒီနေ့တော့ယေရှုအဖင်ကောင်းချီးခံစားရပါတယ်လို့ကျွန်တော်တို့ကြွေးကြော်ရအောင်နော်ဒီနေ့တော့ယေရှုအဖင်ယေရှုအဖင်ကောင်းချီးခံစားရပါတယ်ယေရှုအဖင်ကောင်းချီးခံစားရပါတယ်အာမင်အာမင်ထပ်ပြီးတော့ယေရှုအဖင်ကျွန်တော်ဒီကျမ်းမာတော်သူဖြစ်တယ်အာမင်သုံးခေါက်တည်ကျွန်တော်တို့ထပ်ပြီးတော့ဗာလဲကြည့်ကြရအောင်โอเคဒီနေ့တော့ယေရှုအဖင်ကျမ်းမာတော်သူဖြစ်တယ်ယေရှုအဖင်ကျွန်တော်ဒီ
ကျမ်းမာတော်သူဖြစ်သည်ယေရှုအဖင်ကျွန်တော်ဒီကျမ်းမာတော်သူဖြစ်သည်အာမင်ထပ်ပြီးတော့ကြွေးကြော်မယ်ဘယ်လိုနဲ့ကြွေးကြော်ရမှာလဲဆိုတော့ယေရှုအဖင်ကျွန်တော်ဒီချမ်းသာတော်သူဖြစ်သည်အာမင်ကဲဒီနေ့တော့ယေရှုအဖင်ကျွန်တော်ဒီကျမ်းမာယေရှုအဖင်ကျွန်တော်ဒီချမ်းသာတော်သူဖြစ်သည်ယေရှုအဖင်ကျွန်တော်ဒီချမ်းသာတော်သူဖြစ်သည်အာမင်အာမင်အာမင်ကျွန်တော်တို့အချမ်းစီမတော်ခင်မှာဖျားကောင်းမဲ့တဲ့အကြောင်းကိုထပ်ပြီးတော့ဝန်ခံပြီးတော့နှလုံးသားထဲကနေဝန်ခံပြီးတော့ထပ်ပြီးတော့ကြွေးကြော်ရမှာဖြစ်တယ်အာမင်အဲ့ဒါဘယ်လိုနဲ့ကြွေးကြော်ရမှာလဲဆိုတော့ဖျားရှင်ကောင်းမဲ့ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအရောက်ရှိတဲ့ပေါ်မှာအာမင်အဆင်ပြေမလားโอเคต้องเข้าติๆเนาะဒီနေ့တော့ဖျားရှင်ကောင်းမဲ့ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအရောက်ရှိတဲ့ပေါ်မှာဖျားရှင်ကောင်းမဲ့ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအရောက်ရှိတဲ့ပေါ်မှာဖျားရှင်ကောင်းမဲ့ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအရောက်ရှိတဲ့အပေါ်မှာအာမင်အာမင်ထပ်ပြီးတော့ကြွေးကြော်ရမှာဖြစ်တယ်ဖျားရှင်ကောင်းမဲ့ပါတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းတိုင်းနဲ့အနာဂတ်ပေါ်မှာအာမင်ယုံကြည်ခြင်းနဲ့ကြွေးကြော်ရမှာဖြစ်တယ် praise the lord ဒီနေ့တော့ဖျားရှင်ကောင်းမဲ့ပါတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းတိုင်းနဲ့အနာဂတ်ပေါ်မှာဖျားရှင်ကောင်းမဲ့ပါတယ်လုပ်ငန်းတိုင်းနဲ့အနာဂတ်ပေါ်မှာဘုရားရှင်ကောင်းမဲ့ပါတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းတိုင်းနဲ့အနာဂတ်ပေါ်မှာလက်ခုပ်တို့ပြအားရပါရချီးမွမ်းရအောင်အာမင်ဟာလေလုယာသူဘုရားရှင်ကောင်းမဲ့တဲ့အကြောင်းကိုဝန်ခံပြီးတော့ကြွေးကြော်တဲ့အရောက်ရှိတဲ့တက်တာကိုဘုရားခင်အထူးပဲကောင်းချီးပေးပါစေရင်တုံလွန်းလုံးနော်ရင်ခုန်တာမဟုတ်တော့ဘူးရင်တုံတာကျွန်တော်တို့ချင်းမန်ကူကိုချင်းကိုဦးဆောင်ပြီးတဲ့ worship team ကိုလည်းထိုးပဲချူကြည့်ဦးတယ်နော်ဘုရားခင်တာရွတ်အတုံးပြုပါစေရန်တော်တယ်အခုချိန်မှာကျွန်တော်တို့ကအလုံးငွေအားဖြင့်ဘုရားနိုင်ငံအတွက်ပါဝင်ရမယ့်အချိန်ရောက်ပါပြီဘုရားနိုင်ငံအတွက်အလုံးငွေနဲ့ပါဝင်မယ့်အချိန်မှာကျွန်တော်တို့အာရပါရနဲ့ပြုတ်လေးနဲ့ဝမ်းသာစွာနဲ့ပါဝင်ရမှာဖြစ်တယ်အာမင်ဘာလို့လားဘာမလို့လဲနော်ဆိုတော့အလုံးငွေတော့ကောက်ခံပြီးမဲ့သူတွေလည်းအရှိမရောက်လာပြီးပါလို့ဖိတ်ခေါ်ပါတယ်အလုံးငွေတော့စူတောင်းပြီးဖို့ဆရာမဘုံကိုလည်းဖိတ်ခေါ်ပါတယ်အလုံးငွေကောက်ခံနေတဲ့အချိန်မှာနုဆယ်မွေစီကနေကောင်းတော့ချီမွန်ချင်းအဖင်ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်အတူတကွအားလုံးလက်ခေါ်တူပြီးတော့ကျူဆူကြရအောင်အလုံးငယ်များဆုတောင်းဆက်ကကြရအောင်မေတ္တာတော်ရှင်အဖကိုရောကိုယေရှုတင်ပါ၏ဒီနေ့တနေ့တာလုံးတာတမီများတော်လာလို့ရှားတဲ့အလုံးငါအတီးတီးပေါ်မှာအတူပါရှိပြီးတကလာဒီညမှာလဲကိုရောနဲ့မိတ္တဟာရဖွေရအတွက်ပြမတော့ကိုပို့ဆောင်ပြတော့ကြောင့်ကိုရောကိုယေရှုတင်တယ်ဒီနေ့မှာလဲကိုရောရှင်ဖေယာနှုတ်ကပတ်တော်အားဖြင့်လဲအရောက်တိုက်ကိုစကားပြောတော်မူပါသူ့ထီတော်မူပါအလားနဲ့အပြည့်မတူဘဲနဲ့ကိုရောရှင်ဖေယာကောင်းမြတ်ကြောင်းကိုရည်တွက်နိုင်တော့တာသမီးမြတ်ဖြစ်နိုင်ဖို့ရန်အတွက်လဲမဆတော်မူပါအခုချိန်မှာလဲကိုရောရှင်ဖေယာပြထားတဲ့ကောင်းကြီးမြတ်ထက်ကနေကိုရောရှင်နိုင်ငံတော်အတွက်ပါဝင်ပါ၏လက်ခံတော်မူပါအတုံးပြုတဲ့နေရာမှာလဲကိုရောရှင်နိုင်ငံတော်ကျဲပြင်းဖို့လို့ငါဖြစ်စေတော်မူပါပါဝင်တူတဲ့ရတဲ့တာအတီးတီးမှာလဲကိုရောရှင်ဖျားဆက်လက်ကောင်းချီးပြီးလဲမဆတော်မူပါဒီထက်တာရွေးမကကိုရောရှင်ဖျားနိုင်ငံတော်အတွက်ပါဝင်နိုင်ဖို့ရန်အတွက်ကိုရောရှင်ဖျားကောင်းချီးပြီးလဲကောင်းချီးပြီးပါမယ်အကြောင်းကျေးဇူးတော်ပေါင်းကိုရည်သွချင်းမလဲဆုတောင်းဆက်ကပိုင်ဖဖျားသခင်To know
ကျွန်တော်ရဲ့ဘေးမှာထောင်စင်သိရှိတော်ဖျားရှင်ကျွန်တော်ရဲ့မူရာတွေအားလုံးကိုထောင်စင်သူဖြစ်စေပေသူပြည့်စုံခြင်းမပြည့်စုံခြင်းတွေပေါ်မှာဘာတစ်ခုမှမချစ်သူကျွန်တော်ရဲ့ဖျားရှင်know ya na to know ya be ma chao sin ti shi do phya shin to know ya mu ya re a lo ku chao sin tu phi se be tu pi song chin ma pi song chin lue po ma pa de ku ma ma chi tu to know ya phya shin the path that's to know ya be ma chao sin ti shi do phya shin to know ya mu ya re a long ku chao sin tu phi se be tu pi song chin ma pi song chin lue po ma ba de ku ma ma chi tu to know ya phya shin the path that's to know ye be ma chao sin ti shi do phya shin to know ye mo ya re a long ku chao sin tu phi se be tu pi song chin ma pi song chin lue po ma ba de ku ma ma chi tu to know ye phya shin the path that'sพยาในงานตัวกองดอชิมอนแชมเปี้ยนสุตองแชมเปี้ยนดอลลาร์ของอารมณ์ยาพิมปาวันพีเดอายาวสินได้กูพยาชิงของจีพีบาซีเจนโรว่าคู่เชมาโรพยาชิงเอเตชินต้นนกบัดดอกกูจานาอยาเมอชิงพิบาเรพยาที่ยังนกบัดดอกกูวิงาพิเมตุการอเสียมาจิงนูเบพิบาเรเสียมาจิงนูเนตุกูอัตอมพิวเมตันชินตวินินกูอายาปายาเล็กเขาตีพิมดอจูสูจ้ายาโอเคကျေးဇူးတင်တယ်ဒီကလေးမှာကျွန်မချိန်ရတဲ့အတွက်ကြောင့်ဖျားရှင်နာမတော်ကိုချီးမွမ်းပါတယ်ဆရာကြီးတာဝန်ကျေပြီးတော့ပြီနော်သူချာမင်းကျွန်မပဲကျန်တော့တယ်
จริงๆแล้วตาวันจีပြီးသွားပြီဘာပဲဖြစ်ဖြစ်ဖျားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျမတို့အတွက်အသစ်သောခြေလမ်းပေါ့နော်ဖျားရှင်ကဒီနေ့မှာပြန်လည်ပြီးတော့အစပြုသောအခွင့်ကိုဖျားရှင်ကပြင်ဆင်ပေးတယ်မတုံးတာဆိုရင်အရန်ကြပြီဒါပေမဲ့ကျမစိတ်ထဲမှာဘယ်လိုခံစားလဲဆိုလို့ရှိရင်ပျောက်ဆုံးသွားတဲ့ကောင်းကြီးတွေတောင်ပြန်ရတယ်လို့ကျမထင်တယ်ပေါ့နော်ကျမစိတ်ထဲမှာဖျားရှင်မို့တိကိုပြုမယ်ကျမတို့ကိုဖျားရှင်ကအတိတ်တဖန်ပြန်လဲပြီးတော့စကားပြောမှဖြစ်တယ်ဒီကနေ့မှာပေါ့နော်မြန်မာစီစဉ်ဖြစ်ပေမဲ့လေအလုံးမှာဆိုလို့ရှိရင်အားလုံးကပင်ပန်းကြမယ်ဒါပေမဲ့တကူတကပေါ့နော်ဖျားကိုဝတ်ပြုဖို့ရန်ဆာငတ်စွာနဲ့ရောက်လာကြတဲ့အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ပထမအဆုံးအချိန်လာရောက်တဲ့သူတွေရှိလားဒီနေ့ဆို2ရက်မြောက်နေ့ပေါ့နော်မြန်မာစီစဉ်လျန်တာတို့မိသားစုဖျားရှင်ကောင်းချီးပေးပါစေနောက်နေ့များမှလည်းကျမတို့နဲ့ဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်ခေါ်ဖိတ်ချင်ပါတယ်ဖျားရှင်ပါဝင်နိုင်ဖို့ရန်လည်းဖျားရှင်အလုပ်ငန်းကံငန်းမှာလည်းဖျားရှင်ကကောင်းချီးပေးပါစေ update များလည်းပေးပါစေလို့ဆုတောင်းပေးပါတယ်ဒီကနေ့ကျမရွေးချယ်တဲ့ကျမ်းပိုက်ကတော့ပထမခေါင်းစဉ်နှစ်ခုပေါ့နော်ကျမကရွေးချယ်ထားတာဖြစ်တယ်နှစ်ခုပဲနော်ပထမဆုံးခေါင်းစဉ်ကဘာလဲဆိုလို့ရှိရင်တန်တော်ပြိုးပင်ပေါ့နော်တန်တော်ပြိုးပင်ကဘာဝချမ်းခန်းကြီး49အငယ်20ကျမ်းစာပါတယ်ဆိုလို့ရှိရင်ကျမ်းစာဖတ်လို့ရပါတယ်ကျမ်းစာမရှိလားမြန်မာကျမ်းစာရှိတယ်ဆိုလို့ရှိရင်လန်ရအောင်နော်မလန်တာလည်းကြပြီဆိုတော့နော်ကဘာဝကျမ်းအခန်းကြီး49အငယ်20နဲ့တွေ့တယ်ဆိုလို့ရှိရင်ဖတ်ရအောင်ယောသတ်တီတန်တော်ပြိုးပင်ရေရွေးနာမှာတန်တော်ပြိုးပင်ဖြစ်၏အခက်အလက်ထုတ်တီအုတ်ရိုးပေါ်မှာကြော်သွားကြ၏အာမင်ဒီကျမ်းပိုက်ဖတ်တဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်တန်တော်ပြိုးပင်ဖြစ်တဲ့အကြောင်းကိုတွေ့ရတာဖြစ်တယ်ဘယ်သူလဲဆိုလို့ရှိရင်ယောသတ်ရဲ့အသက်တာဒီကျမ်းပိုက်က49ပေါ့နော်အပေါ်ပိုင်းကိုဖတ်တယ်ဆိုလို့ရှိရင်ဘယ်သူအသက်တာတွေ့ရလဲဆိုလို့ရှိရင်ဂျာကော့ကသူ့ရဲ့သားတွေကိုကောင်းချီးပေးတဲ့ကျမ်းပိုက်ဖြစ်တယ်နောက်ဆုံးအနေနဲ့လည်းအမှားစကားပြောတဲ့ကျမ်းပိုက်ဖြစ်တယ်သူ့ရဲ့သားတွေကိုပေါ့နော်ဂျာကော့ကကောင်းချီးပေးတယ်တယောက်ပြီးတယောက်ကောင်းချီးပေးဆုတောင်းပေးတယ်အမှားစကားပြောတယ်ဒီအငယ်20နှစ်မှာဆိုလို့ရှိရင်သူ့ရဲ့အသက်တာကိုတွေ့ရလဲဆိုလို့ရှိရင်ယောသရဲ့အသက်တာကိုတွေ့ရတာဖြစ်တယ်ရှေ့လူတွေကပေါ့နော်သူတို့ကကျမတို့ရဲ့ဘိုးဘွားစစ်စစ်ဘိုးဘွားဖေအမေတွေကစပေါ့နော်သူတို့ကနာမည်မဲ့တဲ့ခါမှာတော်လကောင်းဆူတောင်းပေးတဲ့ခါမှာတော်လကောင်းသူတို့ကဖြစ်ပြီးတဲ့အဖြစ်ပြက်တွေပြီးတဲ့ခါမှာသူတို့ခြုံတွေ့ရတဲ့အရာတွေကိုရည်စူးပြီးတော့ပေါ့နော်နာမည်ပေးတယ်ဆူတောင်းပေးတယ်ဒီအထဲမှာလဲပေါ့နော်ဂျာကော့ကသူ့ရဲ့သားဂျောတက်ကိုပေါ့နော်သူကောင်းချီးပေးတဲ့အခါမှာဘယ်လိုကောင်းချီးပေးလဲဆိုလို့ရှိရင်တန်တော်ပြိုးပင်ရေရွေးနာမှာတန်တော်ပြိုးပင်ဖြစ်၏အခက်လက်ထုတ်ဒီအုပ်ရိုးပေါ်မှာကြော်သွားကြ၏ဆိုပြီးတော့ဗောနော်သူကောင်းချီးပေးထားတာတွေ့နိုင်တယ်ဗောနော်ဒီကျမ်းပိုက်ကကျမဘာလို့ရွေးချယ်ထားလဲဆိုလို့ရှိရင်ကျမတို့ရဲ့ဒီနေ့ဒီ2025ခုနှစ်ရဲ့ဆောင်ပုဒ်ကပါလဲဧဝံဂေလိတရားဟောပြောမဲ့နေ့ပေါ့နော်ဧဝံဂေလိတရားကိုဟောပြောမယ်လူတိုင်းကဟောပြောရမယ်ဆိုပြီးတော့ကျမတို့ကဒီဆောင်ပုဒ်ကိုဆရာကရွေးချယ်ထားတာဖြစ်တယ်ကျမတို့ဆရာတွေပဲတာဝန်မဟုတ်ဘူးဒီမှာရှိတဲ့ယုံကြည်သူအရောက်စီတိုင်းရဲ့တာဝန်ဖြစ်တယ်အာမင်ကျမတို့ကအဲ့လိုမျိုးဟောပြောတဲ့အခါမှာကျမတို့ကဘာလို့လဲဆိုလို့ရှိရင်ဟောပြောမဲ့သူကဘာဖြစ်ဖို့လို့လဲဆိုလို့ရှိရင်ကျမ်းမာဖို့တန်မာဖို့လို့တယ်တခုခုလုပ်မယ်ဆိုလို့ရှိရင်ဥဆောင်တဲ့သူတွေကပေါ့နော်တကယ်လို့ဥဆောင်တဲ့သူတွေဟောပြောမဲ့သူတွေကမကျမ်းမာဘူးမတန်မာဘူးလူတွေရဲ့ပတ်ဝန်းကျင်အခြေအနေကြောင့်ပေါ့နော်တခုခုကြားနာချင်းတော်၎င်းတွေ့ကြုံရတဲ့အရာတွေအဖြစ်တော်၎င်းတခုခုအခြေအနေတခုခုနဲ့ကြုံတွေ့တဲ့အခါမှာတကယ်လို့မတန်မာပဲနဲ့မကျမ်းမာပဲနဲ့အာမတန်ဘူးဆိုလို့ရှိရင်အဲ့ဒီဟောပြောတဲ့သူတွေကပေါ့နော်ချက်ချင်းပဲလဲကြနိုင်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဟောပြောဖို့ရန်ဘယ်လိုလဲအစင်သင်ဖြစ်တဲ့သူတွေ
ပြင်ဆင်တဲ့သူတွေရဲ့တက်တာထဲမှာဘာဖြစ်ဖို့လို့လဲဆိုလို့ရှိရင်တန်မာဖို့လို့တယ်အာမင်တန်တဲ့အသက်တာဆိုလို့ရှိရင်တန်သောပြိုးပြင်ပေါ့နော်တန်မာတဲ့သူတွေကသူ့ရဲ့စွမ်းအင်ကဘာရှိလဲတန်မာတဲ့အတွက်ကြောင့်ပြိုးပြင်တွေဆိုလို့ရှိရင်တန်မာတဲ့ပြိုးပြင်တွေကဘာစွမ်းရည်ရှိလဲဆိုလို့ရှိရင်ပတ်ဝန်းကျင်ခြေနေမှာပေါ့နော်လေပင်မုန်တိုင်းတွေတိုက်ခိုက်တဲ့အခါမှာလည်းဘာဖြစ်လဲခံနိုင်ရစွမ်းအားရှိတယ်တကယ်လို့မတန်မာဘူးမကျမ်းမာဘူးဆိုလို့ရှိရင်အဲ့ဒီအပြင်ကလေပင်မုန်တိုင်းတွေတိုက်ခိုက်တဲ့အခါမှာပတ်ဝန်းကျင်ခြေနေတွေနဲ့သူကကြုံတွေ့တဲ့အခါမှာဘာဖြစ်တတ်လဲဆိုလို့ရှိရင်သူကချက်ချင်းပဲပြိုလဲမယ်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်တန်မာတဲ့ပြိုးပင်ဖြစ်ဖို့ရန်အတွက်ကျမတို့လိုအပ်တာဖြစ်တယ်အာမင်ဖျားသခင်နှုတ်ကပတ်တော်ကိုဝင်ငါမဲ့သူတက်တဲ့ခံမဲ့သူတွေကကျမတို့ကတန်မာတဲ့ပြိုးပင်ကဲ့သို့ကျမတို့ကအဲ့ဒီအသက်တာကိုပိုင်ဆိုင်ဖို့ရန်အတွက်ဖျားသခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်အဲ့ဒီတန်မာတဲ့ပြိုးပင်ရှိတဲ့နေရာကဘယ်နေရာမှာလဲဆိုလို့ရှိရင်ရေတွင်းနားမှာတဲ့ရေတွင်းနားမှာရှိတဲ့အခါမှာသူကတန်မာတာဖြစ်တယ်တကယ်လို့ရေတွင်းနားမှာမရှိဘဲနဲ့ရေလုံးမရနိုင်တဲ့နေရာမှာရှိတယ်ဆိုလို့ရှိရင်သူကမတန်မာနိုင်ဘူးကျမအိမ်မှာဆိုလို့ရှိရင်ကျမအပင်ပေါ့နော်ကျမတို့ဝရန်တာမှာအပင်နည်းနည်းစိုက်ထားတာရှိတယ်အဲ့ဒီအပင်ကို2ရက်3ရက်လောက်ရေမလောင်းမဲနဲ့ထားတယ်ဆိုလို့ရှိရင်အဲ့ဒီပင်က6တွေ့တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကရေလုံးမရဘူးပြီးတဲ့အခါမှာနေအောင်ခြေလဲလုံးမရဘူးဆိုလို့ရှိရင်လိုတလောက်သူကကြီးထွားတဲ့လောက်ပေါ့နော်မကြီးထွားဘူးထိုနည်း၎င်းပဲကျမတို့တန်မာတဲ့ပြိုးပင်တွေဆိုတာကသူရှိရမယ့်နေရာကဘယ်နေရာမှာလဲဆိုလို့ရှိရင်ရေတွင်းနားမှာလို့ဒီမှာဖော်ပြထားတာဖြစ်တယ်ရေဆိုတဲ့အခါမှာပေါ့နော်ယေရှုကဘာပြောလဲဆိုလို့ရှိရင်ငါဒီအသက်ဆိုင်ရဖြစ်တယ်လို့ယေရှုကနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတယ်အဲ့ဒီအတွက်ကြောင့်ရေတွင်းနားမှာရှိတဲ့ပြိုးပင်ကတန်မာနိုင်တာဖြစ်တယ်ရေဆိုတဲ့ဒီမှာပေါ့နော်သူကဘာကိုပုံဆောင်ထားလဲဆိုလို့ရှိရင်ရေဆိုတာကဘုရားသခင်ကိုပုံဆောင်ထားတာဖြစ်တယ်အာမင်တန်မာတဲ့ပြိုးပင်ဖြစ်ဖို့ရန်အတွက်ကျမတို့ရေရှိတဲ့နေရာဘုရားခင်မျက်မှောက်တော်ရှိတဲ့နေရာဘုရားသခင်နှုတ်ကပတ်တော်ဝင်ငှတဲ့နေရာဘုရားရဲ့ချီးမွမ်းခြင်းပေါ့နော်ချီးမွမ်းခြင်းတခြင်းတွေအများကြီးတည်ဆိုထားတဲ့နေရာမှာကျမတို့ကဘာဖြစ်ဖို့လို့လဲအဲ့ဒီနေရာကိုကျမတို့ကချင်းကပ်ဖို့လိုတယ်အဲ့ဒီနေရာကိုကျမတို့ကတွားရောက်ဖို့လိုတယ်အာမင်ရေတွင်းနားမှာတန်သောပြိုးပင်ကစိုက်ပြိုးသားတယ်လို့မျိုးပဲကျမတို့အသက်တာထဲမှာလည်းတန်သောပြိုးပင်ကဲ့သို့အသက်တာရရှိရန်ဒီနားမှာစိုက်ပြိုးဖို့ရန်လိုအပ်လဲဆိုလို့ရှိရင်ဖျားခင်မျက်မှောက်တော်ရှိတဲ့နေရာမှာကျမတို့ကစိုက်ပြိုးဖို့ရန်လိုအပ်တာဖြစ်တယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်ကျမ်းပိုက်ကိုကျွန်မကကြီးချင်တယ်လဲဆိုလို့ရှိရင်တခုမြောက်သောစာလံအပိုက်ငယ်3ပါဗောနော်အကြောင်းမူကားထိုသူဒီမိနာမှာစိုက်လျက်မိမိအချိန်တန်မှာအတီးကိုတီး၍အရွက်မညှိုးနွမ်းတတ်သောအပင်နဲ့တူ၏ပြုတ်လေသမျှတို့၌အောင်လိမ့်တည်းဒီနေရာမှာလည်းဗာတွေ့ရလဲဆိုလို့ရှိရင်မြစ်နားမှာစိုက်တဲ့အပင်ဆိုပြီးတော့တွေ့ရတာဖြစ်တယ်မြစ်ဆိုတဲ့အခါမှာပေါ့နော်မြစ်မှာဘာတွေရှိလဲရေရှိတယ်ပေါ့နော်ရေရှိတော့မြစ်နားဆိုပြီးတော့မဲ့ထားတာဖြစ်တယ်တချို့လည်းမသိမှဆိုလို့ပေါ့နော်မြစ်နားမှာစိုက်တဲ့အပင်သူကလည်းဘာဖြစ်လဲအဲ့ဒီအပင်ကလည်းဘာဖြစ်လဲရေကိုလုံလောက်ရတဲ့အတွက်ကြောင့်သူ့ရဲ့တက်တာထဲမှာဘာတီးပွင့်နေသူရလဲဆိုလို့ရှိရင်မိမိအချိန်တန်မှအတီးကိုတီး၍အပင်တွေအကုန်လုံးကပေါ့နော်သူကအပင်ဖြစ်တဲ့အတွက်ကြောင့်အတီးတီးမယ်ဆိုတဲ့သဘောမရှိဘူးတကယ်၍သူကရေကိုကောင်းမရဘူးနေအောင်ခြေကိုကောင်းမရဘူးဆိုလို့ရှိရင်အချိန်တန်ပေမဲ့အတီးမတီးနိုင်တဲ့အပင်တွေမြောက်များစွာရှိတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အချိန်တန်တဲ့အခါမှာအတီးကိုတီးဖို့ရန်အတွက်အဲ့ဒီအပင်ကဘယ်နေရာမှာရှိဖို့လို့လဲဆိုလို့ရှိရင်ရေရှိတဲ့နေရာမှာရှိဖို့လိုတာဖြစ်တယ်ပြီးတဲ့အခါမှာအဲ့ဒီပင်ကဘာဖြစ်သေးလဲဆိုလို့ရှိရင်အရွက်မညှိုးနွမ်းတတ်သောအပင်နဲ့တူ၏အရွက်မညှိုးနွမ်းဘူးသူကအဆက်တွေပေါ့နော်သူနဲ့ဆက်တွေထားတဲ့အရာရေနဲ့ကောင်းအဆက်တွေရှိတဲ့အတွက်ကြောင့်ပေါ့နော်သူ့ရဲ့အမြင့်ထဲမှာရေကကောင်းစီးနိုင်တဲ့အတွက်ကြောင့်သူကဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့အရွက်တွေကလည်း
အမြဲတမ်းစိမ့်လန်းတယ်အမြဲတမ်းပေါ့နော်အပွင့်တွေကလည်းသူ့ချိန်တန်တဲ့ခါမှာတီတီချာချာပွင့်နေဆိုတာကိုတွေ့ရတယ်တချို့သောအရွက်တွေကရေကောင်းကောင်းလုံလုံလောက်လောက်မရတဲ့ခါမှာဘာဖြစ်လဲအချိန်မတန်ပဲနဲ့အရွက်ကဝါပြီးတော့ပေါ့နော်အရွက်ကဘာဖြစ်လဲကျွေကြတယ်အဲ့ဒီအတွက်ကြောင့်အရွက်တွေလည်းမညှိုးနွမ်းဖို့ရန်အတွက်ကျမတို့တက်တာထဲမှာလိုအပ်တာဖြစ်တယ်အာမင်အရွက်ညှိုးနွမ်းတတ်တဲ့အပြင်ဆိုတာကဘယ်လိုမျိုးအပြင်လဲဆိုလို့ရှိရင်ပတ်ဝန်းကျင်ဟာအခြေအနေတစ်ခုခုကြောင့်ပေါ့နော်ကြားတဲ့သတင်းတွေတော်လကောင်းတွေ့ကြုံရတဲ့အခက်အခဲတွေအားဖြစ်တော်လကောင်းပေါ့နော်အဲ့လိုမျိုးတွေ့ကြုံရတဲ့အခါမှာချက်ချင်းအားနေတယ်စိတ်ဓာတ်ကြတယ်အဲ့လိုမျိုးလူတွေကအရွက်ညှိုးနွမ်းတဲ့အသက်တာနဲ့တူတယ်အဲ့လိုမျိုးအရွက်ညှိုးနွမ်းတဲ့အသက်တာနဲ့မတူအောင်အမြဲတမ်းစိမ့်လန်းနေအောင်ကျမတို့ကမြစ်နားမှာစိတ်တဲ့အပြင်ကဲတော့မြစ်နားမှာကျမတို့အခြေချဖို့ရန်ဖြစ်တယ်ပြီးတဲ့အခါမှာပြောထားသေးလဲဆိုလို့ရှိရင်ပြုတ်လေသမျှတို့နိုင်အောင်လိမ့်တည်းအာမင်သူရှိတဲ့နေရာကဘာဖြစ်လဲမှန်တဲ့အတွက်ကြောင့်သူပြုတ်လေရမှာဖျားရှင်ကအောင်မြင်ခြင်းကိုပေးတာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်ဒီကနေ့ကျမခွန်အားပေးခြင်းနဲ့ကျမတို့ဘလူအပြင်တွေပဲဖြစ်ပလိစေအာမင်အပြင်တွေကျမတို့မတူဘူးနော်အပြင်တွေတယောက်နဲ့တယောက်မတူဘူးဒါပေမဲ့ကျမတို့ဘယ်နားမှာစိုက်တဲ့အပြင်ဖြစ်ဖို့လို့လဲရေရှိတဲ့နေရာမှာစိုက်တဲ့အပြင်ဖြစ်ဖို့လိုတာဖြစ်တယ်အာမင်ရေဆိုတာဘယ်သူကိုပုံဆောင်လဲဆိုလို့ရှိရင်ဖျားသခင်ကိုပုံဆောင်တာဖြစ်တယ်ဖျားသခင်ထံ၌စိုက်ပြောတဲ့အပြင်တွေဖြစ်ဖို့ဒီနေ့အရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေအဲ့လိုမျိုးအချိန်တန်တဲ့အခါမှာအသီးသီးတဲ့အပြင်ဖြစ်ဖို့ရန်အတွက်ဆက်လက်ပြီးတော့ကျမတို့ကြည့်ရအောင်တခုမြောက်သောဆာလံအပိုက်ငယ်တင်းတဲ့နှစ်မှာဗာရေးထားလဲဆိုလို့ရှိရင်ရှောင်ရံနဲ့ဆောင်ရံဆိုပြီးတော့ကျမခေါင်းစဉ်ပေးထားတယ်ရှောင်ဖို့လိုတဲ့အရာတွေကဘာဖြစ်မလဲဆိုလို့ရှိရင်ကျမတို့အပြင်ဆိုင်တဲ့အခါမှာလဲပေါ့နော်ဘယ်လိုပြောမလဲမလိုတဲ့အရာတွေအပြင်တွေကြီးထွားဖို့ရန်အတွက်အနောက်ရှက်ပေးတဲ့အရာတွေပေါ့နော်ကျမတို့ကဖယ်တယ်ပေါ့နော်ပေါင်းတင်တယ်အဲ့လိုမျိုးပေါ့နော်မြက်ပင်ဆိုင်တဲ့သူတွေကသိမယ်အဲ့လိုမျိုးမြက်ပင်ကိုကောင်းကောင်းမွန်မွန်ကြီးထွားဖို့ရန်ဖြစ်ဖြစ်အပင်ကိုကောင်းကောင်းမွန်မွန်ကြီးထွားနိုင်ရန်ကျမတို့ကတန့်ရှင်းတယ်ပြုလုပ်တယ်မျောစာတွေလောင်းတယ်အဲ့လိုမျိုးလောင်းတယ်လို့မျိုးပဲကျမတို့အသက်တာထဲမှာလဲကြီးထွားတဲ့အသက်တာဖြစ်ဖို့ရန်အတွက်ကျမတို့ရှောင်ရမယ့်အရာရှိတယ်အဲ့ဒီအရာကဘာလဲဆိုလို့ရှိရင်တခုမြောက်သောဆာလံအပိုက်ငယ်တစ်မှာပေါ့နော်မတရားသောသူတို့၏တိုက်တွန်းခြင်းတို့မလိုက်ခေါ်ရမှာမလိုက်ဘူးတချို့လူတွေကतूကခေါ်လို့အာနာနာနဲ့ဆိုပြီးတော့လိုက်သက်တယ်ပေါ့နော်အရက်တော့မဲ့လားဆိုလို့ရှိရင်လည်းဗာလဲလိုက်သွားတယ်ငါမတော့ဘူးလေငါကငါစိတ်ချတယ်ဆိုပေမဲ့ဘာဖြစ်လဲနောက်ဆုံးကြတော့ပါသွားတတ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ရှောင်ရမယ့်အရာကဘာဖြစ်မလဲခေါ်ရမလိုက်ဘူးအာမင်ဒုတိယအရာကဘာဖြစ်မလဲဆိုလို့ရှိရင်လူဆိုးတို့ရဲ့လမ်းတွင်မရက်မနေလူဆိုးဆိုတဲ့အခါမှာကျမတို့ကိုတတ်မဲ့ဖြတ်မဲ့ဆိုတဲ့အရာတွေပဲမဟုတ်ဘဲနဲ့ကျမတို့ကိုလမ်းမစေတဲ့သူတွေပေါ့နော်ကျမတို့ကဖျားခင်ကိုမျက်မှောက်ပြုတဲ့အခါမှာဖျားခင်ကကျမတို့အသက်တာထဲမှာကျမတို့မပြောပေမဲ့လည်းဝိညာဉ်အဖြစ်ပေါ့နော်သိစေတဲ့အရာတချို့ရှိတယ်။အော်ဒီလိုတွေနဲ့ပေါင်းရင်ငါပစ္စည်းမှာပဲဒီလိုတွေနဲ့ပေါင်းရင်ငါလမ်းလွဲမယ်ဆိုပြီးတော့ပေါ့နော်ကျမတို့စိတ်ထဲမှာဝိညာဉ်တော်ဖျားကပေါ်ပြတဲ့အရာတွေရှိရဲ့နဲ့ကျမတို့တစ်ခါတလေကြာရင်အဲ့ဒီဝိညာဉ်တော်ကိုအခွင့်မပေးတဲ့အခါမှာပေါ့နော်ဒီမှာလူဆိုးတို့ရဲ့လမ်းတွေမရက်မနေသူတို့သွားတဲ့နေရာမှာတစ်ချိန်လုံးကိုလိုကန်လန်ရက်တက်တယ်ပေါ့နော်ဒီအထဲမှာကျမကပြောချင်လဲဆိုလို့ရှိရင်သူတို့လူဆိုးတို့ရဲ့လမ်းမှာလည်းကျမတို့မရက်မနေဖို့ဖျားခံအလိုတော်ရှိတာဖြစ်တယ်တန်ဃာနာလေးတန်ဃာမဟုတ်ဆိုးနာလေးမဟုတ်ဆိုးလို့ပြောတယ်မလားစကားပုံထဲမှာအဲ့ဒီအတွက်ကြောင့်ကျမတို့ကိုလမ်းမပြနိုင်တဲ့သူတွေကျမတို့အတွက်ကောင်းချီးမဖြစ်နိုင်တဲ့သူတွေဖျားတရားနဲ့မညီညွတ်တဲ့ဖျားတရားနဲ့ပေါ့နော်ကျမတို့ကိုလမ်းမပြနိုင်တဲ့သူတွေရဲ့နောက်ကိုကျမတို့ကမလိုက်ဘဲနဲ့ပြီးတဲ့အခါမှာသူတို့ရှိတဲ့နေရာမှာလဲကျမတို့တစ်ချိန်လုံးရစ်နေဖို့ဖျားအလိုတော့မရှိဘူးအာမင်ကျမတို့ကရှောင်တဲ့ရင်ဘာဖြစ်မလဲရှောင်ရမယ်အဲ့ဒီအရာကကျမတို့အတွက်ကောင်းချီးဖြစ်မှာဖြစ်တယ်ပြီးတဲ့အခါမှာဘာပြောထားလဲဆိုလို့ရှိရင်မထီမဲ့ပင်ပြုတ်သောသူတို့ဤအစီအဝေး၌မထိုင်အာမင်
မထီမဲ့ပင်ပြုတ်ဆိုတာကဖျားတရားကိုပေါ့နော်မထီမဲ့ပင်ပြုတ်တယ်ဖျားကိုဘယ်လိုပြောမလဲဖျားကိုနံပါတ်1မှာမထားဘူးပေါ့နော်စိတ်တလို့အသက်ရှင်တယ်ဒီနေရာမှာကျမကဗာပြောချင်လဲဆိုလို့ရှိရင်အစည်းအဝေးဆိုတဲ့အခါမှာစုဝေးတဲ့နေရာကျမတို့မျက်စိထဲမှာတော့မြင်ရောင်တယ်အစည်းအဝေးဆိုတာမီတင်လုပ်ပြီးတော့ကျမတို့အသင်းတော်မှာဆိုလို့ရှိရင်ပေါ့နော်တလားမှာတစ်ခါအစည်းအဝေးလုပ်တယ်အဲ့လိုမျိုးအစည်းအဝေးဆိုတဲ့အခါမှာအဲ့လိုမျိုးပဲမျက်စိထဲမှာမြင်ရောင်တယ်ပေါ့နော်ကျမဒီနေရာမှာဗာပြောချင်လဲဆိုလို့ရှိရင်အဲ့ဒီအစည်းအဝေးဆိုတဲ့အခါမှာဘယ်ရောက်ကိုကျမကပြောချင်လဲဆိုလို့ရှိရင်တယောက်နှစ်ယောက်အားဖြစ်တော့လည်းကောင်းကျမတို့တစ်ခါတလေကျန်စုဝေးတတ်တယ်ပေါ့နော်အဲ့မျိုးစုဝေးတဲ့အခါမှာဖျားခင်ကျမတို့ယုံကြည်သူတွေကိုဖျားခင်အလိုတော်ရှိတာကငါ့တည်ဖြစ်ကြလောငါ့ရဲ့အကြောင်းကိုဟောပြောကြလောဆိုပြီးတော့ဖျားခင်ကျမတို့ကိုတာဝန်ပေးထားတယ်ဒါပေမဲ့ကျမတို့တယောက်နှစ်ယောက်အားဖြစ်တော့လည်းကောင်းကျမတို့စုဝေးတဲ့အခါမှာမပြောတတ်လဲဒီနေ့ဘာသတင်းကြားလဲFacebook မှာဗာသတင်းတွေရှိလဲဆိုပြီးတော့ဗောနော်ကျမတို့ကဘာဖြစ်တတ်လဲအဲ့ဒီတယောက်နှစ်ယောက်အစည်းအဝေးမှာကျမတို့ကဖះတရားမပြောတော့ဘူးဗာပြောတယ်ကြားရတဲ့သတင်းတွေဗောနော်မြင်ရတဲ့အရာတွေအဖြစ်ပြက်တွေကျမတို့ကဝေငှတတ်တယ်အဲ့လိုမျိုးဝေငှတဲ့ခါမှာအဲ့ဒီအရာတွေကကျမတို့အတွက်ကောင်းချီးဖြစ်လာဆိုလို့ရှိရင်တချို့သောအရာတွေကတင်ကောင်းပါတယ်ဒါပေမဲ့တချို့တော့ຢာတွေကကိုယ့်ရဲ့ဝိညာဉ်ကိုပေါ့နော်အားငယ်စေတယ်အားငယ်စေတဲ့အတွက်ကြောင့်ကျမတို့ကပေါ့နော်အဲ့လိုမျိုးဖျားတရားနဲ့ဆိုင်တဲ့အရာတွေမပြောတဲ့နေရာမှာပေါ့နော်ကျမတို့ကအဲ့ဒီနေရာကိုလည်းကျမတို့ကရှောင်ရှားတတ်ဖို့ရန်ကျမတို့ကလိုအပ်တယ်အဲ့ဒီအစည်းအဝေးမှာလည်းထိုင်ဖို့မလိုဘူးတဲ့အစည်းအဝေးနဲ့မထိုင်နဲ့ငါကဘာမှမကူးနိုင်ပါဘူးလေဆိုပြီးတော့多ထိုင်နေဆိုလို့ရှိရင်နောက်ဆုံးကျရင်ဘာဖြစ်လဲကူးဆက်သွားနိုင်တယ်အာမင်အဲ့ဒီအတွက်ကြောင့်ကျမတို့အဲ့ဒီအစည်းအဝေး၌လည်းမထိုင်ဖို့ရန်ကျမတင်နေပြောဝင်ငါချင်ပါတယ်အဲ့ဒီအရာတွေကကျမတို့ရှောင်ရှားရမယ့်အရာတွေပေါ့နော်ပြီးတဲ့အခါမှာကျမတို့လိုက်နာရမယ့်အရာကဘာတွေဖြစ်လဲဆိုလို့ရှိရင်သာရဖျားဤတရားတော်၌မွေ့လျော်၍တရားတော်ကိုနှင်းငယ်မပြတ်စင်ချေအောင်မေ့တော်သူသည်မင်္ဂလာရှိ၏သာရဖျားတရားတော်၌တရားတော်ဆိုတဲ့အခါမှာဘာပြောချင်လဲဆိုလို့ရှိရင်ဖျားခင်နှုတ်ကပတ်တော်ဖျားရှင်အတန်တော်ကျမတို့ကကြားဖို့ရန်အတွက်ကျမတို့ကလိုအပ်တာဖြစ်တယ်မွေ့လျော်ဆိုတဲ့အခါမှာပေါ့နော်ကျမတို့ကဖျားတရား၌ဘာဖြစ်လဲပျော်မွေ့ရမှာဖြစ်တယ်ကျမတို့ဇာတိစိတ်ကအယမ်းများတဲ့အခါမှာပေါ့နော်ဖျားကြောင်လည်းမသိချင်တော့ဘူးတရားဒေသနာတွေလည်းမကြားနာချင်တော့ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့အဲ့လိုမျိုးကြဆင်းတဲ့အသက်တာမဖြစ်ဖို့ရန်အတွက်အမြဲတမ်းရှင်သန်တဲ့အပြင်တွေဖြစ်ဖို့ရန်အတွက်ကျမတို့ကဖျားသခင်ရဲ့နှုတ်ကပတ်တော်တရားမှာမွေ့လျော်ပြီးတော့ဘာပြောသေးလဲဆိုလို့ရှိရင်နေငယ်မပြတ်စင်ချင်အောင်မေ့ဖို့ရန်အတွက်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်နေငယ်မပြတ်ဆိုတဲ့အခါမှာကိုယ့်ရဲ့ရည်စားတွေဆိုလို့ရှိရင်ပေါ့နော်နေငယ်မပြတ်တတိရတယ်နော်အိမ်ထောင်ပြုတ်တဲ့ခါမှာတော့ကိုဟာဆိုတာတီးတဲ့ခါမှာကျတော့အဲ့လိုမျိုးပြင်းပြတဲ့ဆန္ဒဘယ်လိုလဲငါတို့ရမ်းချစ်တာပဲဆိုပြီးတော့ပေါ့နော်ကျမတို့အဲ့လိုကိုယ့်ရဲ့အထဲမှာအဲ့လိုမျိုး feeling တွေတိတ်မရှိတော့ဘူးမဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ကကိုဟာဆိုပြီးတော့တီးပြီးသွားပြီလေဒါပေမဲ့သမီးကြီးစားတယ်ဆိုလို့ရှိရင်လေချစ်ကြိုက်ခါစားပေါ့နော်သမီးကြီးစားတယ်ဆိုလို့ရှိရင်အရန်တရေရတယ်စာမပွင့်လည်းမနေနိုင်ဘူးဖုန်းမခေါ်လည်းမနေနိုင်ဘူးလူတချို့ရှိတယ်ပေါ့နော်အဲ့ဒါဘာရဲ့တင်ကေတလဲဆိုလို့ရှိရင်အရန်ချစ်ပြီးတော့ပေါ့နော်သူရဲ့အကြောင်းကိုအမြဲတမ်းအောက်မေ့တယ်စင်ချင်တယ်ပေါ့နော်ကျမတို့ကိုဖျက်ခင်အလိုတော်ရှိတာကအဲ့ဒီသမီးကြီးစားတွေသမီးကြီးစားချစ်မှာပဲကျမတို့ကစင်ချင်အောင်မေ့ဖို့ရန်ဖျက်ရှင်အလိုမရှိဘူးအာမင်သူရဲ့တရားတော်၌စင်ချင်အောင်မေ့ဖို့ရန်ဖျက်ခင်အလိုတော်ရှိတာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်ကျမပြောတဲ့ရှောင်ရံနဲ့ဆောင်ရံအရာတွေအားလုံးကိုလိုက်နာနိုင်ပါစေလို့ကျွန်မဆုတောင်းပေးပါတယ်အဲ့ဒါကပထမဆုံးအချက်ဖြစ်တယ်
လူတရားချက်မတော်ခင်မှာပဲပေါ့နော်အဲ့ဒီကျမတို့ခုနဖတ်တဲ့ကျမ်းပိုက်ကအဲ့ဒီတန်တော်ပြိုးပင်တွေကဘယ်လိုမျိုးသူရဲ့အသက်တာထဲမှာချိုးတယောက်လဲဆိုလို့ရှိရင်အခက်အလက်တို့ဒီအုပ်ရိုးပေါ်မှာကြော်သွားကြ၏တဲ့သူရဲ့အသက်တာထဲမှာကြီးထွားခြင်းအသက်တာတွေ့ရတယ်ကြီးထွားရုံပဲမကပဲနဲ့ပေါ့နော်သူရဲ့အခက်လက်တွေကအုပ်တိုင်းပေါ်မှာပေါ့နော်ကြော်သွားတယ်ဘယ်လိုပြောမလဲလူတကာကမြင်နိုင်တဲ့အထီပေါ့နော်သူကကောင်းကြီးမင်္ဂလာခံစားရတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ကျမတို့အသက်တာထဲမှာပဲတန်မာတော့အသက်တာဖြစ်ဖို့ဘုရားခင်ကလူတော်ရှိတာဖြစ်တယ်တန်မာတဲ့အသက်တာပဲမဟုတ်ပဲနဲ့ပေါ့နော်ကျမတို့ကအခုနကအခက်အလက်တို့ဒီအုပ်ရိုးပေါ်မှာကြော်သွား၍ဆိုတကယ်တော့ကျမတို့ရဲ့အသီးအပွင့်တွေကျမတို့ရဲ့အသက်တာထဲမှာလူတွေအတွက်ကျမတို့ကောင်းချီးဖြစ်ဖို့ရန်လဲဘုရားသခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်အဲ့ဒီကဘာဦးကျန်းအခန်းကြီး49အဲ့ဒီယောသက်ကိုပေါ့နော်သူဖခင်ကကောင်းချီးပေးတဲ့အခါမှာသူ့ကိုဘာပြောထားလဲဆိုလို့ရှိရင်ယောသက်တက်တာကျမတို့နည်းနည်းကြည်ရအောင်ယောသက်ဆိုလို့ရှိရင်ပေါ့နော်သူ့ဖေကကောင်းချီးပေးတယ်လို့မျိုးပဲသူကဘာဖြစ်လဲသူကကောင်းချီးမင်္ဂလာခံစားရတဲ့သူဖြစ်တယ်ကျမတို့သူတကွာအရင်ဆုံးဖတ်ရအောင်အငယ်23အခန်းကြီး49အငယ်23နဲ့24 25 BT ပေါ့နော်ကျမတို့သူတကွဖတ်ရအောင်လေးသမားတို့ဒီသူ့ကိုအညိုးချ၏အလိုငင်းဆဲပိခတ်ကြ၏တိုးတော်လေသူ၏လေးဒီအာမယောသူကင်တော်လက်နက်တို့ဒီယာကိုအမျိုး၌တကိုးကြည်သောဖျား၏လက်ဖြစ်၎င်းတိုးထင်းတီဟုသောအေသီလအမျိုး၏ကြောက်ဖြစ်၎င်းသင်ကိုမဆတော်မူသောတိအပါ၏ဖျားသခင်အားဖြစ်၎င်းသင်ကိုကောင်းချီးပေးတော်မူသောအနန္တတကုရှင်အားဖြစ်၎င်းခိုင်မာလျက်ရှိအာမင်အဲ့ဒီဖတ်ရအောင်ပေါ့နော်ယောသက်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူလဲကောင်းချီးပဲခံစားရတာမဟုတ်ဘူးသူအသက်တာထဲမှာပေါ့နော်အခက်ခဲအများကြီးခံစားရတယ်အဲ့ဒီ23မှာလေးသမားတို့ဒီသူ့ကိုအညိုးထား၏အလိုငင်းဆဲပိခတ်ကြ၏တိုးတော်လဲသူ၏လေးဒီအာမယောတဲ့ဒီအရာကိုကြည့်တဲ့အခါမှာပေါ့နော်ယောသက်ရဲ့အသက်တာထဲမှာလဲယန်သူရှိတယ်ရိုးယန်သူမဟုတ်ဘူးသူအသက်တာထဲမှာဘယ်သူတွေကသူ့ရဲ့ပထမဆုံးယန်သူလဲဆိုလို့ရှိရင်သူ့ရဲ့ညီအကိုတွေကသူ့ရဲ့ယန်သူဖြစ်တယ်ဘယ်လောက်ခက်ခဲမလဲပေါ့နော်ကျမတို့မိသားစုထဲမှာလဲကျမတို့စိတ်ကောက်တဲ့အခါမှာဖြစ်ဒါတောင်မှယန်ညိုးမဟုတ်သေးဘူးနော်စိတ်ကောက်တဲ့အခါမှာဖြစ်လင်မယားကြားညီကိုမောင်နှမကြားစိတ်ကောက်တဲ့အခါမှာလုံးဝကျမတို့မလွတ်လပ်ဘူးပေါ့နော်စိတ်ထဲမှာအရန်ချင်အောင်နဲ့ထမင်းစားခြင်းစိတ်တွေပျောက်တယ်နော်ထမင်းတောင်ကောင်းမစားနိုင်ဘူးပေါ့နော်အဲ့လိုမျိုးအိတ်တောင်အိတ်လုံးမပျော်ဘူးအဲ့လိုမျိုးခံစားရတာဖြစ်တယ်ယောသက်တာထဲမှာလည်းအဲ့လိုမျိုးခံစားမယ်လို့ကျမထင်တယ်ဒါပေမဲ့သူကအသက်ရှင်တဲ့ဖခင်ကိုသူငငယ်ကလေးကဂိုင်ဆောင်တယ်သူဘယ်လိုအားကိုးတယ်ပေါ့နော်ယောသက်ကအားကိုးတဲ့အခါမှာကျမတို့ထင်တယ်လို့လည်းမဖြစ်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမယောသက်ကိုရမ်းယုံကြည်တယ်သူကငငယ်ကလေးကဘယ်လိုပြောမလဲဖခင်ကိုရမ်းယုံကြည်တဲ့သူတယောက်လို့ကျမကမြင်တယ်ပေါ့နော်သူငယ်ကိုတွေကသူ့ကိုရံပြုတ်တယ်ဒါပေမဲ့သူအဖေခိုင်းတဲ့အရာကိုသူကနားထောင်တယ်သူအဖေခိုင်းတဲ့အတိုင်းသူကလှုပ်ဆောင်တယ်အာမင်တကယ်လို့သူကဆင်ခြင်ပေးနိုင်တယ်ပေါ့နော်အဖေကျွန်တော်ရဲ့အကိုတွေကကျွန်တော်ကိုအယမ်းမုန်းတယ်ကျွန်တော်မသွားချင်ဘူးအဖေပဲသွားလိုက်ဆိုလို့ရှိရင်လည်းရတယ်နော်ဒါပေမဲ့ယောသက်ကသူကမသွားပဲနဲ့ယောသက်ကသူကအဲ့လိုမပြောပဲနဲ့ပေါ့နော်သူကိုယ်တိုင်သွားပြီးတော့သူ့ရဲ့အဖေရဲ့စကားကိုနားထောင်တဲ့အရာကိုတွေ့ရတယ်အဲ့လိုမျိုးသူ့ကိုအညိုးထားတဲ့ညီအကိုတွေကြားမှာပင်လေယောသက်ကဖျားခင်နဲ့အဆက်အသွယ်ရှိပြီးတော့ဖျားခင်ကိုသူကမျက်မှောက်ပြုတဲ့အခါမှာအဲ့ဒီအရာတွေအကုန်လုံးကိုသူကကြော်လွှမ်းနိုင်တာဖြစ်တယ်အာမင်သူညီကိုတွေရဲ့မုန်းခြင်းကိုခံရတယ်သူညီကိုတွေရဲ့မုန်းခြင်းအဖြစ်ရန်ညိုးဖွဲ့ခြင်းအဖြစ်သူကပဲရည်တွင်းထဲမှာချခြင်းခံရတယ်ရည်တွင်းထဲမှာချခြင်းပဲမလုံလောက်သေးဘူး
သူကိုဂျုံအဖြစ်ရောင်းစားတာခံရတယ်ဂျုံအဖြစ်မရောင်းစားခင်မှာယောသရဲ့တက်တာကြီးတဲ့အခါမှာသူကသူ့အဖေရဲ့ချစ်ဆုံးအချစ်ကိုခံစားရတာဖြစ်တယ်သူ့ငယ်ကိုတွေကိုလည်းသူ့အဖေကမဝယ်ပေးနိုင်ဘူးဒါပေမဲ့ယောသကိုပေါ့နော်သူ့အဖေကအလားဆုံးသောအင်ကြီးအဖြစ်မောယောသကိုသူ့အဖေကစင်တယ်သူ့အဖေရဲ့ချစ်ကိုသူကခံရတယ်ဒါပေမဲ့သူတက်တာထဲမှာအဲ့လိုမျိုးပေါ့နော်မျက်နှာပေးခံရပေမဲ့သူတက်တာထဲမှာတစ်ချိန်လုံးပဲမျက်နှာပေးခံရတာမဟုတ်ဘဲနဲ့တစ်ချိန်လုံးကောင်းကြီးခံစားရတဲ့တက်တာမဟုတ်ဘဲနဲ့သူရဲ့တက်တာထဲမှာလည်းအနေအမြင့်အသက်ကြရှိတယ်ဆိုတာကိုသူတက်တာအဖြစ်ကြုံတွေ့ရတယ်ဂျုံအဖြစ်ရောင်းစားခံရတယ်ဂျုံအဖြစ်ရောင်းစားခံရတဲ့အခါမှာလည်းမျက်နှာตาရပေမဲ့သူ့သခင်ရဲ့မျက်နှာตาရပေမဲ့သူ့ကိုဘယ်ထဲမှာထည့်လဲဆိုလို့ရှိရင်ထောင်ထဲမှာလဲယောသက်ကထောင်ထဲမှာလဲပို့ချင်းကိုခံရတယ်ပြီးတဲ့အခါမှာဖျားခင်လမ်းဖွင့်ပေးချာဖြစ်ပေါ့နော်ထောင်ထဲရောက်ပြီးတဲ့အခါမှာပဲဖျားခင်ချီးမြှောက်ခြင်းကိုသူကပြန်ခံစားရတာဖြစ်တယ်သူတက်တာအဖြစ်ကျွန်တော်ကျမတို့ကဘယ်လိုမျိုးဆင်ခြင်ရမလဲဆိုလို့ရှိရင်ဖျားခင်ကကျွန်တော်ကျမတို့ကိုကောင်းချီးပေးတဲ့အခါမှာပေါ့နော်ယောသက်လိုမျိုးပဲကျမတို့ကိုနေမြင့်တက်ကြပေါ့နော်ကောင်းကြီးပေးတဲ့အချိန်တွေရှိတယ်အဲ့ဒီအတွက်ကြောင့်ယောသက်ကသူ့ရဲ့လေးတွေအားမလျော့ဆိုတဲ့အတွက်ကြောင့်ဆိုတကယ်တော့ကျွန်တော်ကျမတို့လည်းအသက်ရှင်တဲ့ဖခင်ကိုပေါ့နော်ကျမတို့အားကိုးလျက်ကျွန်တော်ကျမတို့အသက်ရှင်ဖို့ရန်အတွက်ဖခင်ကအတူပါရှိအလိုတော်ရှိတာဖြစ်တယ်ယောသက်ကဘာဖြစ်လို့သူ့ရဲ့အသက်တာထဲမှာသူ့ရဲ့လေးတွေအားမလျော့ဆိုပြီးတော့သူရဲ့လေတွေသူတွေခိုင်မာလက်ရှိဆိုပြီးတော့သူ့ကိုဘာဖြစ်လို့အဲ့လိုမျိုးပြောထားလဲဆိုတဲ့အဖြေပေါ့နော်ဒီမှာရှိတယ်ခုနကဖတ်သွားတဲ့အထဲမှာပေါ့နော်တွေ့ရမှာဖြစ်တယ်သူကန်ဆောင်တဲ့လက်နဲ့ရှိတယ်သူကဘာလက်နဲ့ကန်ဆောင်ထားလဲဆိုလို့ရှိရင်လေးချက်ပေါ့နော်ယာကုပ်အမျိုးဤတကိုးကြီးသောဖျားဤလက်ဖြစ်၎င်းတဲ့သူကန်ဆောင်တဲ့ပထမလက်နဲ့ကဘာလဲတကိုးကြီးသောဖျားဤလက်အာမင်သူကဖျားရှင်ကိုကိုးစားတယ်ဆိုတဲ့အရာကိုဒီနေရာမှာတွေ့ရတာဖြစ်တယ်ဒုတိယအနေနဲ့တိုးထိန်သေးဟူသောအေသီလအမျိုးဤကြောက်တဲ့ဒီຢာကလည်းဘာကိုပုံဆောင်လဲဆိုလို့ရှိရင်ဖျားခင်ကိုပုံဆောင်တာဖြစ်တယ်အာမင်ဖျားခင်အေသီလအမျိုးဤကြောက်အားဖြစ်၎င်းသူကအဲ့ဒီလက်နက်ကိုသူကကင်ဆောင်တာဖြစ်တယ်ပြီးတဲ့အခါမှာဗာလက်နက်ကိုကင်ဆောင်သေးလဲဆိုလို့ရှိရင်တင့်ကိုမဆတော်မူသောတင့်အပိုင်ဖျားခင်အားဖြစ်၎င်းတဲ့သူ့အဖေသူ့အဖိုးသူတို့ကိုးကွယ်တဲ့အသက်ရှင်တဲ့ဖျားသူကမစွန့်ပစ်ဘဲနဲ့အဲ့ဒီဖျားအားဖြစ်တော်၎င်းသူကအောင်မြင်ခြင်းကိုရရှိတာဖြစ်တယ်ပြီးတဲ့အခါမှာတင့်ကိုကောင်းချီးပေးတော်မူသောအနန္တတကုရှင်အားဖြစ်၎င်းခိုင်မာလျက်ရှိ၏တဲ့အသက်ရှင်တဲ့ဖခင်အနန္တတကုရှင်ဖခင်ရဲ့လက်အားဖြင့်သူကသူ့အသက်တာထဲမှာခိုင်မာတန်မာတဲ့ပြိုးပင်ဖခင်တော်အခွင့်ဖခင်ရှင်ကပေးတာဖြစ်တယ်အာမင်အကယ်၍သူကငါအားဖြင့်ငါတတ်နိုင်တယ်ဆိုပြီးတော့သူ့ကိုယ်သူဝါကြွားမယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကောင်းခြင်းမရနိုင်ဘူးပေါ့နော်တိုးတော်လဲသူကင်ဆောင်တဲ့လက်နက်ကမှန်ကန်တဲ့အတွက်ကြောင့်ဖခင်ကသူ့ကိုအနိုင်ရတော်ခွင့်အားနဲ့ဆရာတွေရှိပေမဲ့လည်းအားပြရတော်ခွင့်ဖျားရှင်ကသူတက်တာထဲမှာပေးထားတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်အာမင်ဒီမှာရှိတဲ့ညီကိုမောင်နှမများအရောက်စီတိုင်းကိုလည်းဒီကနေ့အားပေးခြင်းတယ်ကျမတို့တက်တာထဲမှာဖျားခင်ကတန်မာတဲ့ပြိုးပင်ကဲ့သို့ကျမတို့တက်တာဖြစ်ဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်တန်မာတဲ့ပြိုးပင်ဆိုတဲ့အရာကဘလောက်ပဲလင်ပြင်းမုန်တိုင်းတွေတိုက်ခိုက်ပလေးစေတန်မာတဲ့အတွက်ကြောင့်မပြိုလဲဘူးခိုင်မာရှိတယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဖျားခင်အတွက်တော်၎င်းကျမတို့တစ်ခုလှုပ်ဆောင်မယ်ဆိုတဲ့အခါမှာလည်းကျမတို့ကတန်မာဖို့လိုတယ်တန်မာတော့တက်တာဖြစ်ဖို့ရန်ဖျားရှင်ကရောက်စီတိုင်းကိုကောင်းချီးပေးပါစေဒုတိယချက်အနေနဲ့ဒါကမကြဘူးပေါ့နော်ဒုတိယချက်အနေနဲ့ဗာပြောချင်လဲဆိုလို့ရှိရင်ကျမတို့တက်တာထဲမှာဖျားခင်ကတန်မာတဲ့တက်တာပဲဖြစ်ဖို့ရန်လို့မရှိပဲတဲ့ဒုတိယချက်အနေနဲ့အောင်မြင်သောတက်တာကိုပိုင်ဆိုင်ဖို့ရန်ဖျားရှင်လို့တော့ရှိတာဖြစ်တယ်အခုဆိုလို့ရှိရင်2025အစပြုတာဖြစ်တယ်ပေါ့နော်ကျမတို့က2024ကို
အောင်မရတော့ခွင့်ဖျားရှင်ပေးပြီးသွားပြီ2025ကိုလည်းဖျားခင်ကကျမတို့အောင်မင်စွာနဲ့ကြော်လွှားဖို့ရန်အတွက်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်အောင်မင်နဲ့အသက်တာဆိုတဲ့သူတွေကဘယ်သူတွေလဲဆိုလို့ရှိရင်သူများအောက်မှာမနေဘူးသူများရဲ့အပေါ်မှာအာမင်ဖျားခင်နှုတ်ကပတ်တော်ကဘာပြောထားလဲဆိုလို့ရှိရင်အမီးမဖြစ်စေပဲခေါင်းဖြစ်ဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်အမီးမဖြစ်ပဲခေါင်းဖြစ်ဖို့ရန်ဆိုတဲ့အခါမှာ top ဖြစ်ဖို့ရန်ဖျားခင်သူအလိုတော်ရှိတာဖြစ်တယ်top ဆိုတာကဘာတွေစလုံးပေါင်းလဲဆိုလို့ရှိရင် TOP top ပေါ့နော်အဲ့ဒီຢာကိုကျွန်မနည်းနည်းဝင်ငှချင်ပါတယ် T ဆိုတာကအင်္ဂလိပ်လို့ဆိုလို့ရှိရင် trust trust ဆိုတာကကိုးစားမယ်ဘယ်သူကိုကိုးစားမလဲဆိုလို့ရှိရင်ဖျားသခင်ကိုကျွန်မတို့ကကိုးစားဖို့ရန်အတွက်ဖျားရှင်အလိုတော်ရှိတာဖြစ်တယ်အာမင်တုတ်တန်ကျမ်းအခန်းကြီး3အခန်းငယ်9နဲ့6ထာဝရဘုရားကိုစိတ်နှလုံးအချင်းမဲ့ကိုးစားလို့ကိုငန်ကိုအမြင်မပြုတ်နဲ့သွားလေရ၌ထာဝရဘုရားကိုမျက်မှောက်ပြုလို့တုံးပြုတ်လင်းသေလန်းခီတို့ကိုပဲ့ပြင်တော်မူလိမ့်မည်ဒီနေရာမှာပေါ့နော်ဖျားခင်ကိုကျမတို့ကိုးစားတဲ့အခါမှာဘယ်အရာကအရေးကြီးလဲဆိုလို့ရှိရင်ရိုးကိုးစားတဲ့အဆင့်ဖျားခင်လို့မရှိဘူးအကျွေးမဲ့ကိုးစားဖို့ရန်ဖျားရှင်လို့တော့ရှိတာဖြစ်တယ်အာမင်အကျွေးမဲ့မပုံအပ်ဘဲနဲ့ကျမတို့စိတ်ကိုအကျွေးမဲ့မပုံအပ်ဘဲနဲ့အကျွေးမဲ့မကိုးစားဘူးဆိုလို့ရှိရင်ဖျားခင်ရဲ့အလုံးလုံးချင်းကျမတို့တက်တာထဲမှာမတွေ့နိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ဖျားခင်ကိုးစားတဲ့အခါမှာလည်းစိတ်နှလုံးအကျွေးမဲ့နဲ့ကိုးစားရအောင်အာမင်သူကိုပုံအပ်ရမှာဖြစ်တယ်ဒုတိယချက်အနေနဲ့ O ပေါ့နော် O ဆိုတာက obey အဲ့ဒီ obedience လဲရတယ် obey ပေါ့နော်ဘယ်သူစကားကိုနားထောင်မလဲဆိုလို့ရှိရင်ဖျားခင်စကားကိုနားထောင်ရမှာဖြစ်တယ်တုတ်တန်အခန်းကြီး3အငယ်33ငါစကားကိုနားထောင်တော်သူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ပဲငြိမ်ဝတ်လိမ့်မည်ဖျားခင်နှုတ်ဘတ်တော်ကဘာပြောထားလဲဖျားခင်စကားတော်ကိုနားထောင်တဲ့သူတွေကဘာဖြစ်လဲလုံခြုံစွာနေရတော့ခွင့်ကိုဖျားရှင်ပေးမယ်အန်ဒရတွေကြောက်စရာတွေရှိတော်ငြားလဲပဲဖျားရှင်ကကျမတို့အသက်တာကိုလုံခြုံဖျားရှင်ကကျမတို့ကိုလုံခြုံစေမှာဖြစ်တယ်အဲ့ဒါကဖျားခင်နားထောင်တဲ့သူတွေအတွက်ဖျားခင်ပေးတဲ့ပေါ့နော်ကောင်းကြီးတကယ်လို့ဖျားစကားကိုနားမထောင်ဘူးဆိုလို့ရှိရင်ကျမတို့တက်တာထဲမှာပေါ့နော်။အိုးငါဖျားစကားကိုနားမထောင်ဘူး။ဖျားရှင်ငါ့ကိုဒဏ်ပေးတာပဲဆိုပြီးတော့ကိုမလုံဘူးပေါ့နော်။လုံမဲ့အရာတစ်ခုလဲလုံခြုံနဲ့confidence ရှိပေါ့နော်ကျမတို့မလုံနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့တက်တာထဲမှာဖျားစကားကိုနားထောင်ဖို့ရလဲကျမတို့လိုအပ်ပါတယ်။ပြီးတဲ့အခါမှာ TOP P ကဘာကိုပြောချင်လဲဆိုလို့ရှိရင် patient ပေါ့နော်ဘာပြောလဲဆိုလို့ရှိရင်တီးခံရမယ်နှိမ်ချဖို့ဖျားခင်ကျမတို့တက်တာထဲမှာလိုချင်တာဖြစ်တယ်တစ်ပေအခန်းကြီး9အခန်းငယ်9နဲ့6ကျမတို့နောက်ဆုံးအနေနဲ့တူတူဖတ်ရအောင်ဒီခါနေပြီနော်ထိုနည်းသူအသက်ပြိုသောသူတို့အသက်ကြီးသောသူတို့ဤစကားကိုနားထောင်ကြလောထိုမြမကားအချင်းချင်းတယောက်အောက်တယောက်နှိမ်ချလျက်နေ၍နှိမ်ချခြင်းတစားကိုစင်ကြလောအကြောင်းမူကားထောင်လောစောကားသောသူတို့ကိုဖျားခင်စီးသားတော်မူ၏နှိမ်ချသောသူတို့အားကျေးဇူးပြုတော်မူ၏ထိုကြောင့်ကာလအချိန်တန်လင်ဖျားခင်နှင့်တင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်းတကောကြီးသောလက်တော်အောက်၌ကိုနှိမ်ချကြလောဒီကျမ်းပိုက်ကိုဖတ်တဲ့အခါမှာစကားနားထောင်ခြင်းလဲခုနကျမတို့ပြောထားတဲ့အရာလဲပါတယ်ပေါ့နော်ဒီထဲမှာနားထောင်ခြင်းကျမနည်းနည်းပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ကဖျားစကားပဲမဟုတ်ဘဲနဲ့အသက်ကြီးတဲ့သူတွေကျမတို့ရဲ့အုတ်ထိန်သူတွေကျမတို့ရဲ့ဆရာမတွေရဲ့စကားကိုလည်းနားထောင်ဖို့ရန်အတွက်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်တချို့လူတွေကငါနဲ့ဖျားဆက်သွယ်ပြီးပဲငါဖျားစကားကိုနားထောင်ရင်လုံလောက်ပြီပဲပြောတဲ့သူတွေရှိတယ်လူငယ်တချို့တွေပေါ့နော်ကိုအထင်ကြီးတဲ့လူငယ်တချို့တွေအဲ့လိုမျိုးကျမတို့အသက်ရှင်ဖို့ရန်ဖျားရှင်အလိုတော်မရှိဘူးအာမင်ဖျားသခင်ရဲ့ဖျားခင်ခံထားတဲ့ဆရာမတွေတော်၎င်းဖျားခင်ပေးထားတဲ့မိဘတွေကိုထက်ကြီးတဲ့သူတွေရဲ့စကားကိုလည်းနားထောင်ဖို့ရန်ဖျားခင်ကအလိုတော်ရှိတယ်ပြီးတဲ့အခါမှာပြီးဆိုတဲ့ patient ပေါ့နော်ဒီခံချင်းနှိမ့်ချခြင်းတက်တာလဲကျမတို့တက်တာထဲမှာအရန်လိုအပ်တာဖြစ်တယ်
ဖျားခင်ကိုချီးမွမ်းခြင်းဖျားခင်နှုတ်ကပတ်တော်ကိုဆင်ခြင်ခြင်းနဲ့ကျမတို့ကမလုံလောက်ဘူးကျမတို့တက်တာထဲမှာလဲပေါ့နော်နှိမ်ချခြင်းတက်တာနဲ့အသက်ရှင်ဖို့ရန်အတွက်လိုအပ်ပါတယ်နှိမ်ချတယ်ဆိုနှိမ်ချတဲ့သူတွေကိုဘယ်သူကချီးမြှောက်လဲဆိုလို့ရှိရင်ဖျားခင်ကချီးမြှောက်တာဖြစ်တယ်ကျမတို့နှိမ်ချတဲ့အခါမှာလူတွေအောက်လူတွေရဲ့အထင်သေးခြင်းကိုခံရတယ်လို့ကျမတို့တစ်ခါတလေကြည့်ရင်ထင်ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဖျားခင်ကနှိမ်ချတဲ့သူတွေရဲ့တက်တာထဲမှာဖျားခင်ကအတိအမှပြုတာဖြစ်တယ်အဲ့ဒီလူတွေကိုဖျားခင်ကမမေ့ဘူးအချိန်တန်တဲ့အခါမှာဖျားခင်ကသူ့ကိုချီးမြှောက်မှာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်ကျမတို့အောင်မြင်တဲ့အသက်တာ top ဖြစ်တဲ့အသက်တာဖြစ်ဖို့ရန်ကျမတို့အဲ့ဒီအချက်ကိုလိုက်နာရမှာဖြစ်တယ်ဖျားခင်ကိုစိတ်နှလုံးကျွမ်းမဲ့ကိုးစားမယ်ဖျားခင်စကားကိုနားထောင်မယ်ကိုထက်အသက်ကြီးတဲ့သူတွေစကားကိုနားထောင်မယ်ပြီးတဲ့အခါမှာကျမတို့နှိမ်ချတဲ့အသက်တာနဲ့ကျမတို့ရဲ့အသက်တာကိုအသက်ရှင်ဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ဒီအချက်အနေနဲ့ကျမဒီနေ့နှုတ်ကပတ်တော်ကိုဝင်ငါချင်ပါတယ်ဒီယောသရဲ့အသက်တာကိုကျမတို့ကြည့်တဲ့အခါမှာယောသကပေါ့နော်သူ့ရဲ့အသက်တာထဲမှာတခြားလူမျိုးတခြားနောက်လိုက်တပည့်တော်တွေလူမျိုးပေါ့နော်သူကမဟောပြောပေမဲ့သူ့ရဲ့တက်တာထဲမှာလှုပ်ဆောင်ခြင်း action အဖြစ်သူကဖျားဘုံတော်ကိုထင်ရှားစေတာဖြစ်တယ်အာမင်ဆရာကပြောတယ်ပေါ့နော်ဆရာလင်ဘွဲဒီနေ့မှာသူ့ရဲ့ဆောင်းပုတ် GSP ပေါ့နော် G ဆိုတာက gen ခေနာဆက်ခေနာအဲ့ဒီဆက်ခေနာဂျောဆက်ကပေါ့နော်ဂျောတက်ကသူကလှုပ်ဆောင်ခြင်းအဖြစ်သူကဖျားရဲ့အမှုတော်ကိုသူကဆောင်ရတာဖြစ်တယ်အာမင်ဒီမှာရှိတဲ့အယောက်စီတိုင်းလဲခံစားမယ်ငါမပြောတတ်တာငါငါစကားဘယ်လိုလဲမြန်မာစကားလည်းမတတ်ဘူးတချို့လူတွေဆိုလို့ရှိရင်ပေါ့နော်ငါစုံမင်းစကားလည်းတိတ်မပြောတတ်ဘူးအဲ့လိုမျိုးခံစားတဲ့လူတွေလည်းရှိမယ်ဖျားခင်ကတင့်ကိုဟောပြောခြင်းအဖြစ်အသုံးမပြုဘူးဆိုရင်လည်းရောတက်ကဲတော့လှုပ်ဆောင်ခြင်း action အဖြစ်ပေါ့နော်တင်းရဲ့တက်တာထဲမှာဖျားရှင်ဘုံတော်ကိုထင်ရှားစေနိုင်တာဖြစ်တယ်အာမင်ထိုဖျားရှင်ကအယောက်စီတိုင်းကိုရောတက်တာအဖြစ်စကားပြောပါစေလို့ကျန်ရှိတဲ့ချိန်များကိုဆီလန်ဘွိုးပြပါတယ်worship ဒီစံမောတဲ့ခေပါကျွန်တော်ယုံကြည်ပါတယ်ဒီညမှာစမချင်းနိုအပြင်ကျွန်တော်ကျမ်းနာရတဲ့နှုတ်ကပတ်တော်အပြင်ခေါ်အားရကြမယ်လို့ထင်တယ်ခေါ်အားရတယ်လို့ကျွန်တော်တို့ကကောင်းကြီးလေးခံစားရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အတူတကွမတ်ထားပြီးတော့ကျွန်တော်ကောင်းတော်ချီးမွမ်းကြရအောင်နောက်ပတ်ကြရင်လာခဲ့ပါကျွန်တော်တို့မျက်မှောက်တော်ထဲမှာအတူတကွစီးဝင်ပြီးတော့အတ္တတဖြည်းဖြည်းနဲ့ပြောင်းလဲလာမှာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့မြန်မာ service ပထမညမှာကျွန်တော်တကူဆိုတာကျွန်တော်ဟောပြောခဲ့တာဖြစ်တယ်အဲ့ဒီတကူကိုတငယ်ချင်းဒီဆရာနေမလာဘူးကျန်းစာဖတ်သူတို့တငယ်ချင်းတိတ်မရှိဘူးဖခင်တကယ်ဖခင်သားတွေကဖခင်ကိုသူတို့ best friend လုပ်ခဲ့တယ်ဟာလေလုယာဖခင်ရဲ့မေတ္တာတော်ထဲမှာသူစီးဝင်တယ်တူဝင်တယ်အဲ့ဒီထဲကနေတကူလာတာဖြစ်တယ်အဲ့ဒီတကူကသူတို့လှုပ်သမျှတွားလီယာရနိုင်သူတို့ကိုအောင်မြင်ခြင်းကိုပေးတာဖြစ်တယ်နော်အဲကြောင့်ကျွန်တော်နောက်ပတ်မှာလည်းဖိတ်ခေါ်ပါတယ်တကယ်ချင်းတွေကိုလည်းခေါ်လာခဲ့ပါကျွန်တော်တို့ဒီမှာကိုကဖခင်ရဲ့မျက်နာတော်ကိုရှာရမှာဖြစ်တယ်တချင်းတစ်ပုတ်ဆိုပြီးတော့ကျွန်တော်တို့အသက်တာတည်တည်ကိုအစက်ကကြရအောင်ကျွန်တော်ရဲ့နှလုံးသားချမ်းစီဆုံးဖြတ်ချက်တွေနဲ့လုံးရဲ့တိုင်းသည်တခင်ရဲ့သဘောနဲ့ချမ်းစီတခင်ရဲ့သဘောနဲ့ချမ်းစီလူတော်တိုင်းဖြစ်လို့သည်ကျွန်
ကျွန်ုပ်ရဲ့နှလုံးသားဆန္ဒ ကျွန်တော်ရဲ့နှလုံးသားဆန္ဒ သခင်ရဲ့သဘောအလိုနဲ့စံချိန်ခဲ့ သဘောလိုနဲ့စံချိန်ခဲ့ရှင် မြင်သာစွာမြည်မြူပြလိုက်ပါကျွန်ုပ် မင်းမျိုးပြလိုက်ပါကျွန်တော်စံဒာဘူရရှိမမြဲလို့တဲ့ဘူရရှိကိုပဲမြဲလို့တဲ့ရှင်ပန်းချက်တွေတဲ့ချက်တွေတဲ့စံတိုင်းရစွာတဲ့ဘူရောအချီမြောက်ကိုွယ်မယ်ကျွန်ုပ်ရဲ့နှလုံးသားအကြံစီနောက်တစ်ခေါက်ကျွန်တော်ဆိုကြရအောင်ကျွန်ုပ်ရဲ့နှလုံးသားအကြံစီဆုံးဖြတ်ချက်တွေတဲ့လို့ရဲ့တိုင်းသခင်ရဲ့သဘောနဲ့အကြံစီအာမင်ဟာလေလုယာOh yeah the long that sundown the yeah the ball sunshine catching in the swan be your life snow sundown she go ben yellow day puro she go ben yellow day she match a day no match a day puro da 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 ya do touch you Taura bonti bade kansa chetrite sandanya swate puro achi nyako ကျွန်တော်တို့ရဲ့အသက်တာအသီးတွေကိုကျွန်တော်တို့ကစက်ကပ်ပြီးတော့အနာကြရအောင်ဟာလေလုယာကိုရောဖခင်ဒီညမှာကိုရောကိုကြည်စိုးတဲ့နေကျွန်တော်ရဲ့နှလုံးသားကြံစီဆုံးဖြတ်ချက်တွေနဲ့လို့ရတိုင်းဒီကိုရောရဲ့အလိုတော်နဲ့မကိုက်ညီဘူးဆိုရင်တကယ်တဘောနဲ့အကြံစီနဲ့အလိုတော်အတိုင်းပြလိုက်ဖို့ရတဲ့တယောက်စီတဲ့အတ္တကိုမဆာတော်မူပါဇောတာရဲ့တ္တကျွန်တော်ကျန်တာရတယ်လို့ကြုံရမယ်ယတနာရီဆုံးစမ်းခြင်းနှုတ်ဆက်ခြင်းတွေကိုကြော်လွှားပြီးတော့အောင်မြင်သောအသက်တာရရှိနိုင်ဖို့ရတဲ့ရောက်ရှိတဲ့အသက်တာမှာကိုရောမဆပ်ပြီးနာတော်မူပါဟာလေလုယာဟာလေလုယာဟာလေလုယာဒီညမှာသက်တာတည်တည်ကိုရောရဲ့လက်တော်ထဲနဲ့စိတ်ကအနာပါကိုရောမဆပ်ပြီးနာတော်မူပါဝိညာဉ်တော်ကျွန်တော်ရဲ့သက်တာကိုမဆပ်ပြီးနာတော်မူပါတရားတော်နဲ့မွေးလျော်နိုင်ဖို့ရအတွက်တယောက်စီတည်းရဲ့အတ္တကိုမဆာတော်မူပါမနေ့တိုင်းမှာဖယားနဲ့နှုတ်ကပတ်တော်တရားအတိုင်းကျွန်တော်တို့ကိုလာပြပို့ဆောင်တော်မူပါအာမင်ကိုရောရဲ့လူတော်ကိုကျွန်တော်ရဲ့အတ္တတည်တည်နဲ့ပြီးဆောင်စီတော်မူပါအာမင်ကိုရောကိုကြည်စုတင်နေအာမင်ကြည်စုတော်ကိုတယောက်စီတည်းရဲ့အတ္တ၌လုံလောက်တဲ့အတွက်ကိုရောကိုကြည်စုတင်နေဂျာနာရတဲ့နှုတ်ကပတ်တော်
တရားအတိုင်းကိုရောကိုအားကိုတော်သူဖြစ်ဖို့ရအတွက်တယောက်စီတည်းရဲ့အတ္တကိုကောင်းချီးပြီးတော်မူပါ အာမင် ကိုရောကိုအားကိုတတ်ပြီးကိုရောရဲ့စကားကိုနာခံတတ်တော်အတ္တဖြစ်ဖို့ရမဆတနာတော်မူပါ အာမင် ကိုရောကအရောက်စီတိုင်းကိုချီးမြှောက်ခြင်းတဲ့အတွက်ကြောင့်ကိုရောချီးမြှောက်နိုင်ဖို့ရအတွက်ချီးမြှောက်နိုင်မဲ့နေရာမိနာ၌စိုက်သောအပင်ကဲ့သို့ကိုရောရဲ့တရားတော်၌စိုက်ပြသောအတ္တအတီးတီးဖြစ်ဖို့ရန်အတွက်ကောင်းချီးပြီးတနာတော်မူပါ အာမင် ဒီမြန်မာစီရှင်ဒုတိယအမြောက်အစီအစဉ်များကိုအောင်မြင်စွာစပြုပြီးတော့အဆုံးသတ်ပြီးတော့ကိုရောကိုကျေးဇူးတင်တယ် အာမင် လာမယ့်အပတ်မှာလဲကိုရောအခွင့်ကောင်းအခါကောင်းများကိုပြည်တနာတော်မူပြီး အာမင် ကိုရောရဲ့မျက်မှောက်တော်ထဲ၌ဒီထက်မကတကယ်ချင်းတွေကိုခေါ်ပြီးတော့ကိုရောရဲ့မျက်မှောက်တော်ထဲမှာပျော်ရွှင်နိုင်တော့ပြောင်းမွေ့နိုင်တော့အခွင့်ကိုလည်းပြီးတော်မူပါ အာမင် ကျေးဇူးတော်ပေါင်းကိုရည်တွက်ချီးမွမ်းရင် ကဲတင်ပိုင်စီခရစ်တော်နာမကိုမြင်ပြု၍ဆုတောင်းစိတ်ကအနန္တမြတ်စွာဘုရားသခင်အာမင်အာမင်အာမင်ဘုရားသခင်ကောင်းချီးပေးပါစေနောက်ပတ်ကြရင်လည်းပြန်တွေ့ကြပါစေကျေးဇူး